နှစ်ယောက်ကြအိပ်ဖို့အတွက်နှမိုးပြေချင်အောင်ကြီးသုံးမိထားတဲ့စားသားကကြတော့ဂျပန်စားပြောင်းအသားကောင်းဖြစ်ပြီးတော့သူ့ရဲ့စားပေါက်ကမကျဲလုံးမစိတ်လုံးမဲ့နဲ့အသားအိကျစ်ပြီးတော့လေးဝင်လေးထွက်ကောင်းပြီးမညှိတက်တဲ့စားမျိုးစားပဲဖြစ်ပါတယ်မြန်မာပြည်ဈေးကွက်ထဲမှာအကောင်းဆုံးသောစားမျိုးစားလည်းဖြစ်ပါတယ်သုံးမိထားတဲ့ပိတ်သားမှာဆိုလို့ရှိရင်လည်းရေချိုးလို့ရှိရင်မကွဲမပြဲမရွဲရောင်မကျွတ်တဲ့တခိုက်နဲ့ထုံချီသားကိုအသုံးပြုပေးထားပြီးတော့လက်ရမှာဆိုလို့ရှိရင်လည်းဥမျိုးမင်းတို့မော်စားချင်တဲ့အော်ရာကျုပ်လက်ရအပြည့်နဲ့ချုပ်လုပ်ပေးထားတာပဲဖြစ်ပါတယ်သူ့ရဲ့အရွယ်လေးကိုတစ်ချက်ပြပြပေးမယ်ဘယ်ကနေညာတိအကျဲ9ပေခွဲခေါင်းရနေချင်းဒီခြေစင်း6ပေခွဲအမြင့်9ပေအပြည့်ချုပ်လုပ်ပေးထားပြီးတော့နှစ်ယောက်ကြအိတ်ဆက်လို့ရပြီး queen size အရွယ်ပဲဖြစ်ပါတယ်ခြေထောင်တစ်လုံးကိုဈေးမျိုးမျိုးတန်အောင်ချုပ်လို့ရောင်းချလို့ရပါတယ်ဒါပေမဲ့ဥမျိုးမေးတော်မမောကတော့ဈေးနှုန်းကိုမကြည့်ဘဲနဲ့အရေးသွေးစံနှုန်းအမြင့်မားဆုံးကိုသာဥထိပ်ပန်စင်ပြီးတော့ရှေးမှုမပြတ်အော်ရာကျုပ်လက်ရအပြည့်တွေကိုပဲချုပ်လို့ရောင်းချပေးနေတာဖြစ်ပါတယ်ဒီနမိုးချင်အောင်ကြီးမှာဆိုလို့ရှိရင်စားမှာဆိုလဲအကောင်းဆုံးပိတ်မှာဆိုလဲအကောင်းဆုံးလက်ရမှာဆိုလို့ရှိရင်လည်းဥမျိုးမေးတော်မောစားချင်အောင်အော်ရာကျုပ်လက်ရအပြည့်ချုပ်ပေးထားတဲ့ချင်အောင်ကြီးရဲ့ဈေးနှုန်းကတော့9300ကျပ်ပဲဖြစ်ပါတယ်မာယူလိုပါက399258 300 39ခွန်858 608တွားနေဖုန်းဆက်ပြီးတော့ဖြစ်စေ Viber တစ်ဆင့်စားဖို့ပြီးတော့ဖြစ်စေ Facebook Messenger တစ်ဆင့်ဖြစ်စေဆက်သွယ်မေးမြန်းပြီးတော့မာယူနိုင်ပါတယ်ဝယ်သူပြောမှရောင်းသူပြောတာဥမျိုးမင်းတော်မောစားချင်တာအော်ရာကျုပ်ပါဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုအားပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်